အားလုံးပဲမင်္ဂလာပါစားကြပါအောင်ငပိလက်တငင်းသီးစားရည်စိမ်ကစုံရွက်ကျော်ဒါတော့နောက်နေ့အတွက်လောက်ထားတာပေါ့နော်ဖတ်ပါအောင်တငင်းသီးစားရည်စိမ်လေးပါကိုယ့်ဘုံလောက်ထားတာတငင်းသီးစားရည်စိမ်လေးကြော့နေရောပဲထမင်းတအားမိန်နဲ့စုံရွက်ကျော်လေးနဲ့ငပိရည်လေးနဲ့တငင်းသီးစားရည်စိမ်လေးနဲ့ဒီနေ့ကတော့အမဲသားဟင်းချက်တယ်။ရင်ကတော့အမဲသားမစားဘူး။အခုဆရာဝန်တွေကစားခိုင်းလို့ကျမကြီးရအမဲသားလေးစားတယ်ပေါ့နော်။ထမင်းကတော့ညနေ6 နာရီနောက်ပိုင်းပေါ့မစားဘူး။နောက်နေ့မနက်ပိုင်း breakfast ကိုဘာမှမစားဘူး။7 နာရီကျမစားတယ်ပေါ့နော်။7 နာရီကျော်12 နာရီကြာပေါ့အဲ့တော့မှပဲထမင်းစားပါတယ်ထမင်းရောအစာပြေရောတစ်ခါတည်းစားပါတယ် first လောက်တာပေါ့နော်ဒါပေမဲ့ထမင်းကတော့တပတ်ကန်တော့စားတယ်ထမင်းစားတဲ့ချိန်မှာတော့ဖိုင်နည်းနည်းအဆင်ပြေအောင်တော့စားလိုက်တယ်ပေါ့နော်မနေ့ပိုင်းတစ်ပိုင်းလုံးကတော့ရေနွေးချက်နဲ့တောက်တယ်အခုထမင်းစားတဲ့ချိန်ကြတော့မှထမင်းနဲ့ရေနွေးချက်လေးနဲ့တောက်ပြီးတော့စားပါတယ်စားကြပါအောင်ရှင်စားကြပါအောင်တငင်းသီးစားရည်စိမ်လေးကကျွတ်နေတာပဲဘယ်နောက်ကျရင်တငင်းသီးစားရည်စိမ်ထည့်ပုံထည့်နည်းလေးပြပြမယ်နော်တယောက်နဲ့တယောက်ထည့်တာလေးတွေတော့မတူဘူးပေါ့နော်ကျွတ်နေအောင်ဘယ်လိုထည့်ရလဲဆိုတာလေးကိုပြပြပါမယ်ကစုံရွက်ကြော်လေးနဲ့အပီးလေးနဲ့အမဲသားဟင်းလေးနဲ့အားရပါရည်စားနေလိုက်တာကြည့်ပါဦးအားရပါရည်ထမင်းစားတာတော့တအားမြန်နေအဲ့ဒါကြောင့်လည်းဝါတာပေါ့နော်ကျေးဇူးပါဆုံးဖြတ်ကြည့်ပေးတဲ့အတွက်